ဗန္ဒီကတဗရှင်မာကတဗဣဒံသုတ်တံဤမမင်္ဂလသုတ်တော်ကိုမိမိရာကျွန်တော်အနန္တတိဘဂဝါတော်မြတ်စွာဘုရားဤသံမုခာမျက်မှောက်တော်မှာဧဝံဤသို့တုတံကြာလယဤခရင်ဘဲသို့တုတံကြာလယတည်းဧကံတဗသောတမယံခန္ဓာဘဂဝါမြတ်စွာဘုရားသည်သာဝတိယံသာဝတိပြိဏနာတာပိဋိကတအနာဘိန္ဒရိအာရမနှလုံးမူလျောဝေယပြေသောစေတဝဏိစေတဝံကြောင့်တော်၌ဝိဟာရတိနေတော်မူယထာကောထိုသို့နေတော်မူသောအခါ၌အညတတအညွန့်ရာပြမတင်ရှားသောဒေဝတာနတ္တတိအဘိက္ခဏယညဝိယလွန်ပြီးသောရတ္တိယသကောင်းခါ၌အဘိက္ခဏဝနာလွန်နှင့်လိုပွေသောဆင်းရှိသည်ဖြစ်၍ကေဝလာကပ္ပအလုံးစုံသောစေတဝဏစေတဝံကြောင့်တော်ကိုဩဘာတိတဝါကိုရောင်ကိုဝါဖြင့်ထုံးနေစေဥ၍ယေနာခြင်းရ၌ဘဂဝါမြတ်စွာဘုရားသည်အတ္တိရှိတော်မူ၏တိနာတုဘုရားရှိတော်မူရာယတုဥပသင်္ကမိကက်လေ၏ဥပသင်္ကမိတဝါကက်လေပြီးဘဂဝန္တမြတ်စွာဘုရားကိုပြီးပါတိတဝါလွန်ယူသည်စွာရှိခိုး၍ဧကမတံသင်နှင့်လျောက်ပတ်သောယ၌အထာတိရက်လေ၏ဧကမန္တံသင်အားလျောက်ပတ်သောယနာတိတာကိုရပြီးသောတာတိဝတ္တထုနသတိဘဂဝန္တမြတ်စွာဘုရားကိုကာရာယကာရာဖြင့်ဥစ္စာပါတိဤသို့နာတော်လျှောက်ကြားလေ၏ဗန္ဒီဘဂဝါဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားဘုံမြတ်စွာကုန်သောဒေဝသနတ်တို့သည်၎င်းမနုဿာသလူတို့သည်၎င်းသောဌာနစင်ကြယ်စွာသောနိဗ္ဗာန်နိဗ္ဗာန်ချမ်းသာကိုအပြင်ကမနာလိုခြင်းတောင့်တကုန်သည်ဖြစ်၍မင်္ဂလာနှင့်စိဘချမ်းသာခြင်းအကြောင်းဖြစ်ကုန်သောမင်္ဂလာတရားတော်တို့ကိုဒွါဒတယေ12နှစ်တို့ဘလွန်အားစိန်တယုံကြံကြကုန်၏စိန်ရယံတိကြံကြကုန်သောလေနာတိကိစ္စံတိမသိနိုင်ကုန်ဓမ္မမြတ်သောမင်္ဂလံ38ပါးသောမင်္ဂလာတရားတော်ကိုတွင်ရှင်ဖျားသည်ပြု၏ဟောတော်မူပါလောဘောဓိဝဗုဒ္ဓဝိနတဘာလနလူမိုက်တို့ကိုယာတိဝနာသအကျဉ်မမီဝေမစိကရာရှင်သည်၎င်းပန္တိတာနပညာရှိသူတို့ကိုယာတိဝနာသအကျဉ်မီဝေစိကရာရှင်သည်၎င်းပူဇာနေရနှင့်ပူဇော်ထိုက်သောသူတို့ကိုပူဇာရာပူဇာစခြင်းပူဇော်ရခြင်းသည်၎င်းအတ္တိရှိ၏ဧတံဤသုံးပါးသောတရားသည်သာလျှင်ဥဒ္ဓမမြတ်စွာသောမင်္ဂလာမင်္ဂလာမြည်ဟူ၍တွင်တင်သတိကနာဤမှလေလောဘောဓိဝဗုဒ္ဓဝနတပရိရူပါဒေသဝါသောဇာသင်အလျောက်ပတ်သောယန္တနေရာခြင်းသည်၎င်းဘုဗ္ဗေရှိဘဝ၌ကတပုံညာစမိမိပြုခဲ့ပြီးသောကောင်းမှုရှိသောသူရဲ့ဖြစ်သည်၎င်းအတ္တသမပဏိတိဇာမိမိကိုယ်ကိုကောင်းစွာစောင့်တရားခြင်းသည်၎င်းအတ္တိရှိ၏ဧတံဤသုံးပါးသောတရားသည်သာလျှင်ဥဒ္ဓမမြတ်လာစွာသောမင်္ဂလာမင်္ဂလာမြည်ဟူ၍တွင်သင်္နာသတိကနာဤမှလေလောဘောဓိဝဗုဒ္ဓဥနတဘဝသစ္စင်္စာအကြမြင်များသောသူရဲ့ဖြစ်သည်၎င်းသိပ္ပင်စာလမ်းမှုပညာစရှိသောတတ်တို့ကိုတက်ရခြင်းသည်၎င်းသူသိက္ခိတော်ကောင်းစွာသင်အပ်သောဝိနည်းဇာဝိနည်းတရားသည်၎င်းသူဘာတိတာကောင်းစွာဆိုအပ်သောယာဝါစာစခြင်းစကားသည်၎င်းအတ္တိရှိဧတံဤလေးပါးသောတရားသည်သာလျှင်ဥဒ္ဓမမြတ်လာစွာသောမင်္ဂလာမင်္ဂလာမြည်ဟူ၍တွင်သင်္နာသတိကနာဤမှလေလောဘောဓိဝဗုဒ္ဓဝနတမာတာပိတုမိဘတို့ကိုဥပထာနိသလုံကျွေးမှုရခြင်းသည်၎င်းဗုဒ္ဓဒါရတသမယတို့အားသင်္ကဝောစသိညွတ်ထောက်ခံရခြင်းသည်၎င်းအနာကုလာစအနောက်ရှက်မရှိကုန်သောကာမန္တာစအမှုတို့ကိုပြုရခြင်းသည်၎င်းအတ္တိရှိ၏ဧတံဤလေးပါးသောတရားသည်သာလျှင်ဥဒ္ဓမမြတ်လာစွာသောမင်္ဂလာမင်္ဂလာမြည်ဟူ၍တွင်သင်္နာသတိကနာဤမှလေလောဘောဓိဝဗုဒ္ဓဩနာတာတာနှင့်ဇာလူပိယခြင်းသည်၎င်းဓမ္မစရိယဇာမြတ်သောအကျင့်ကိုကျင့်ရခြင်းသည်၎င်းညာတကနှင့်ဆွေမျိုးတို့အားသင်္ကဝောစသိညွတ်ထောက်ပံ့ရခြင်းသည်၎င်းအနာဝဇာညပြည့်မရှိကုန်သောကမ္မာနိစအမှုတို့ကိုပြုရခြင်းသည်၎င်းအတ္တိရှိ၏
ဧတံဤလေးပါးသောတရားသည်သာလျှင်ဥဒ္ဓမမြတ်လားစွာသောမင်္ဂလာမင်္ဂလာမြည်ဟူ၍ပြုံးသင်္နတသည်ကနာဤမှတ်လေလောဘောဓိဝဗုဒ္ဓဝိနတပါပါမကောင်းမှုမှာအာရတိစဝေးစွာရှောင်ရှားခြင်းသည်၎င်းဝိရတိစအထုသဖြင့်ရှောင်ရှားခြင်းသည်၎င်းမေဇဘာနာတိတိယကိုတောက်ရခြင်းမှာတန်ရမောစရာကောင်းစွာရှောင်ရှားခြင်းသည်၎င်းယံမေတုကုသိုလ်ကောင်းမှုတို့နာအပမရောစာမမိမလျောခြင်းသည်၎င်းအတ္တိရှိဧတံဤသုံးပါးသောတရားသည်သာလျှင်ဥဒ္ဓမမြတ်လာစွာသောမင်္ဂလာမင်္ဂလာမြည်ဟူ၍ဒွန်သင်္နတတိကနာဤမတ်လေလောဘောဓိဝဗုဒ္ဓဥနတကာရောစာယုတိထိုက်သောသူတို့အားယူသည်ရခြင်းသည်၎င်းနိဝါဒောစာမိမိကိုယ်ကိုနှိမ့်ချရခြင်းသည်၎င်းသံတုဋ္ဌိစရောင်ရည်လွယ်ရခြင်းသည်၎င်းကတိညုတာစသူပြုမှုသောကျေးဇူးတို့ကိုတရားခြင်းသည်၎င်းကာလိနာသင်နှင့်လျောက်လာသောအခါ၌ဓမ္မတဝန်နိစာသူတော်ကောင်းတရားကိုနာရခြင်းသည်၎င်းအတ္တိရှိ၏ဧတံဤငါးပါးသောတရားသည်သာလျှင်ဥဒ္ဓမမြတ်လာစွာသောမင်္ဂလာမင်္ဂလာမြည်ဟူ၍ဒွန်သင်္နတတိကနာဟိမှတ်လေလောဘောဓိဝဗုဒ္ဓဝိနတခန္ဒီဇာတိကညာခြင်းသည်၎င်းသောဝဇရတသာသူတော်ကောင်းတို့ဆုံးမသောစကားကိုနားလည်သောသူ၏ဖြစ်သည်၎င်းသမဏနယံတို့အားတတနိသာပုညံခြင်းသည်၎င်းကာလိနာသိနှင့်လျောက်ပတ်သောခန္ဓာဓမ္မတာကိသာသတရားတို့ကိုဆွေးနွေးမိနေရခြင်းသည်၎င်းအတ္တိရှိဧတံဤလေးပါးသောတရားသည်သာလျှင်ဥဒ္ဓမံမြတ်လာစွာသောမင်္ဂလာမင်္ဂလာမြည်ဟူ၍ဒွန်သင်္နတတိကနာဤမှတ်လေလောဘောဓိဝဗုဒ္ဓဝနတဒွန်သင်္နတတိတဘောစာချုပ်ချမ်းစွာကျင့်ရခြင်းသည်၎င်းယမစရိစာမြတ်သောအကျင့်ကိုကျင့်ရခြင်းသည်၎င်းအရိယသစ္စာနာအရိယသစ္စာတို့ကိုတသနိစာသိမြင်ရခြင်းသည်၎င်းနိဗ္ဗာန်နိဗ္ဗာန်စံတာကိုသိစိကရိယာစာမျက်မှောက်ပြုရခြင်းသည်၎င်းအတ္တိရှိဧတံဤလေးပါးသောတရားသည်သာလျှင်ဥဒ္ဓမမြတ်လာစွာသောမင်္ဂလာမင်္ဂလာမြည်ဟူ၍ဒွန်သင်္နတတိကနာဤမှတ်လေလောဘောဓိဝဗုဒ္ဓဥနတလောကဓမ္မိလောကရန်တရားရှိပါတို့နှင့်ဖုဒ္ဓတတွေ့သောယတအကျဉ်ယန္တာပုဂ္ဂိုလ်ဤစိတ်တံစိတ်စီနကံပတ္တိမတုံလောအာတောကံဆိုရခြင်းလည်းမရှိဝိရဇံရမဟုသောမြူလည်းမရှိခေမံပိလည်းမရှိဣတံဤလေးပါးသောတရားသည်သာလည်းယဥဒ္ဓမမြတ်လာစွာသောမင်္ဂလာမင်္ဂလာမြည်ဟူ၍ဒွန်သင်္နတတိကနာဤမှတ်လေလောဘောဓိဝဗုဒ္ဓဥနတဣဒာတိတာနိဤသို့သဘောရှိကုန်သောအထတိန်သမင်္ဂလာနိ38ပါးသောမင်္ဂလာတရားတို့ကိုကတ္တဝနာပြုခြင်းရသောကြောင့်သဗ္ဗရာလုံးစုံသောယတု၌အပရာဇိတယံသူတို့သည်မိမိအားမအောင်နိုင်ကုန်သည်ဖြစ်၍သဗ္ဗရာလုံးစုံသောယတု၌သွတ်တိုင်ချမ်းသာခြင်းကိုကိစ္စံတိရောက်သောဤတံထို38ပါးသောတရားသည်သာလျှင်ကျေတံထိုနတ်လူတို့၏ဥဒ္ဓမမြတ်လာစွာသောမင်္ဂလာမင်္ဂလာမြည်ဟူ၍ဒွန်သင်္နတတိကနာယီမတ်လေလောဣတိဤသို့သူတံကြားလျာ၏မင်္ဂလာတုတ်တံမင်္ဂလာတုတ်ဒီနိတိတံပြီးခြင်းသို့ရောက်ခဲ့ပါပြီတည်းသာသနာသာဇာလောကတာဟုတ်ဒီဘောတုသဗ္ဗတာသာသနံပိစလောကိဉ္စာဒေဝရခန္တုသဗ္ဗတာသာသနာသာဇာဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီး၎င်းလောကသာဇာသာသနာကြီးညုံမီကိုအားထားသောတက္ကတက္ကမများ၏၎င်းဟုတ်ဒီလောကုလောကီနလျက်ကျုပ်ပွားတို့စီပင်ခြင်းသည်သဗ္ဗရာနိယောညာပါဘေကမဆိုင်အချိန်တိုင်း၌ဘဝတို့စင်စစ်မသွေဖြစ်ပါစေတည်းသာသနာမိစာဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီးကို၎င်းလောကံပိစာသာသနာကြီးညုံမီကိုအားထားကြကုန်သောတရားဓမ္မများကို၎င်းဒေဝသမဒေဝနကောင်းနှင့်မြတ်မများတို့သည်သဗ္ဗရာနိနိညညခသိန်းသောကာလတိုင်းမှာ
ရခန္တုစင်ရဗေဒံယမကင်းပြောက်ချမ်းသာရအောင်ကောင်းစွာမသွေစောင့်ရှောက်တော်မူကြပါစေကုန်သတည်းသာ